အခုစားပြမှာကတော့အလေးလုံးတော့ဘုံဒေတာမှုကိုလုပ်ပြီးတော့စားရမယ်သူ့မိုးကွက်စားနေရပါတယ်သူ့မိုးကွက်စားနေကတော့ကျွန်တော်တို့ရဲ့ဒီပေါင်အတွင်းသားတွေအပြင်ဒီမှာအတွင်းသားတွေကထိရောက်နေတဲ့ကစားနေရပါတယ်ဒီကစားလေးကိုစားရမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးအလေးလုံးတော့ဘုံဒေတာမှုကိုယူလိုက်မယ်ခြေထောက်ကို3ပေခွဲ4ပေလောက်ဆဲလိုက်ပါမယ်ခြေပြားတွေကလည်းခဏလောက်အပြင်ကိုထည့်ထားရအောင်ဒီရင်အလေးလုံးတော့မရှိဘူးကိုကိုယ့်ရဲ့ခဏကိုရှင်းပါပဲဒီကင်ထားပြီးတော့ဒီမှာအနောက်ကိုပြီးတော့ထိုင်ထားရအောင်မယ်ထိုင်ထားပြီးရင်ပြန်ထားရအောင်ခဏကိုရှင်းကိုလည်းကင်ထားလို့ရတယ်အဲ့မှာကျွန်တော်ရဲ့လူဒီမှာမှာကိုကြည့်ရအောင်ပါတယ်အဲ့ဒီတိုင်း10ပေကနေ12ပေအဆုံးကျော်ထားရအောင်ဆိုင်ပါတော့ပဲ